Hello guys ဒီနေ့က Sakura School ဆော့ပြမှာပဲဖြစ်ပါတယ်ဒီနေ့နိုင်ထိုးပုံစံလုပ်ပြမှာပါဒါတော့မိကလေးပုံစံပေါ့နော်ယောက်ျားလေး character ချိတ်ဆွဲအောင်ထားတယ်ကိုတွားပြီးတော့လုပ်ရပါမယ်ပြီးရင် gym clothes ကိုတွားပါမယ် gym clothes ထဲမှာ gym clothes ထဲမှာ orange နဲ့ black ဥစ္စာလေးလုပ်ထားပါလုပ်ပြီးတွားရင် hairstyle ရဲ့ထဲမှာ20မှာ20ကိုနှိပ်ပြီးတော့အဝါရောင်လေးပြောင်းပါပြီးရင် hair accessory ထဲမှာ23နှိပ်ပြီးတော့အမဲရောင်လေးလုပ်လိုက်ပါဟုတ်ပါတယ်အဲ့ဒါလေးကိုလုပ်လိုက်ပေါ့ပြီးရင် back ဆိုတာလေးနှိပ်လိုက်နှိပ်ပြီးရင်တော့new game ဆိုတာနှိပ်ပါ log game ဆိုတာကိုနှိပ်ပါနဲ့အဲ့ဒါတော့ခဏစောင့်ရမယ်ပေါ့နော်ခဏလေးစောင့်ပါမယ်နည်းနည်းလောက်တော့စောင့်ရပါတယ်အဲ့ဒါစောင့်ပါမယ်โอเคအခုဆိုရင်တော့ menu တွေကိုတွားမယ်ပေါ့နော် menu တွေကိုပေါ့နော် menu ထဲမှာ character edit ဆိုတာလေးboy ဆိုတာလေးကိုတွားပြီးမှ character edit ဆိုတာလုပ်ရပါမယ်အခုဆိုရင်တော့ menu တွေကိုတွားမှာဖြစ်ပါတယ်ပြီးရင် character edit တွေကိုတွားပါတွားပြီးရင်တော့အောက်ဆွဲပါပြီးရင် star လေးကိုနှိပ်လိုက်ရိုက်အားကိုလေကိုကြိုက်တဲ့လုပ်ပေါ့ကြိုက်တဲ့လုပ်ပြီး hair accessory ကိုတွားပါပြီးအောက်ကိုလုပ်ပါအောက်ကိုလုပ်ပြီးအောက်က side သေး side ကြီးအကုန်လုံးလုပ်လို့ရပါတယ် rotate လည်းလုပ်လို့ရတယ်အပေါ်လည်းမြင်လို့ရတယ်အကုန်စုံလုပ်လို့ရပါတယ်အဲ့ဒါလုပ်ကြည့်လိုက်ပါကိုကြိုက်တဲ့လုပ်ကြည့်လိုက်ပါနိုင်ထုံးနဲ့တူအောင်လုပ်ပါနော်နည်းနည်းတော့လိုက်ပါလုပ်ပြီးတော့ဆိုရင်တော့ကြိတ်ကလေးကိုနှိပ်ရမှာပါနှိပ်ဟုတ်ပါလေpost mode ကိုတွားပါမယ် post mode ကိုတွားပြီးတော့အထက်မှာ battle ဆိုတာအထက်က25နဲ့26နဲ့29ကဟိုက attack လောက်တာပဲmagic 1post battle 25ပါအဲ့လိုမျိုးပြရတာပေါ့နော်နိုင်ထိုးလိုမျိုးဒါကတော့ magic 2ပါ post battle 26ပါ26ပေါ့နော်ဒါကတော့ post battle 27မှာmagic 3ပေါ့နော် magic 3ပါအဲ့ဒါကတော့ဒီလောက်ပါဒါလေးကတော့ဒီလောက်ပါပဲ bye bye guys bye bye